ငြိမ်းတော်မူသောမြတ်စွာဘုရားဘေးရန်ခတ်သိမ်းငြိမ်းတော်မူသောမြတ်စွာဘုရားဘေးရန်ခတ်သိမ်းငြိမ်းတော်မူသောမြတ်စွာဘုရားကုသိုလ်ရှင်အာလုံးတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေကုသိုလ်ရှင်အာလုံးတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေကုသိုလ်ရှင်အာလုံးတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေတတ္တဝါအာလုံးတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဘုံ31ဖြစ်ဖြစ်များစွာတတ္တဝါချမ်းသာကိုယ်စိတ်ရှိပါစေချမ်းသာကိုယ်စိတ်ပြေပါစေဤကဲ့သို့ဗုဒ္ဓနုတ္တိကမ္မထံနှင့်မေတ္တာကမ္မထံစီးပြန်ခြင်းဖြင့်သမထဘာဝနာတရားကိုပွားများပါ၏ကံစိတ်ဥဒုအာဟာရအာယုံဒွါရမနတိကာရအစာရှိသောအကြောင်းအားလျော်စွာဖြစ်ပေါ်လာသမျှယုံနံဓမ္မသင်္ခါရတို့သည်ဖြစ်ခြင်းပြတ်ခြင်းမကင်းသဖြင့်နေသာလက္ခဏာဒုက္ခသစ္စာနတ္တဧကံမှန်ပါပေ၏ဤကဲ့သို့သိဉာဏ်ရှင်ကဘာဝနာတရားကိုပွားများပါ၏အရှင်ဘုရားဣဒံနောပုံညံအာတဝေခယံဝဟံဟောတုဣဒံနောသီလံဘောရိညာဏတ္တပစ္စယောဟောတုဣမံဘာဝနံနိဗ္ဗာန်တ္တပစ္စယောဟောတုအာမဗန္တိ